ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ Daily Reaction Football Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကရက်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ပုံစံကောင်းတွေပြန်ရလာနေတဲ့ကျွန်တော်တို့ရဲ့ United အသင်းအကြောင်းကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့ United ကဒီ Premier League 2025-26 season မှာအစကန်တဲ့3ပွဲမှာတပွဲတာအနိုင်ရရှိတာเนาะ3ပွဲမှာအစပိုင်းမှာအာဆင်နယ်ကန်တယ်အာဆင်နယ်နဲ့ကန်တယ်ပြီးရင်ဘုံမောက်နဲ့ကန်တယ်ရှုံးတယ်အမဘန်လီနဲ့တူးမှပြန်နိုင်တယ်အမသူတို့ကပြီးရင်အမိုရင်ကဗာလဲဆိုကစားကွက်မပြောင်းသေးဘူးလားနောက်တန်းမှာဘာလို့3ယောက်ပဲထားတာလဲအစကတည်းကနောက်တန်းပေါက်ပါတယ်ဆိုမှဘာလို့3ယောက်ပဲထားတာလဲဆိုမျိုးခွင့်ထုတ်ကြတယ်အဲ့နဲ့အမိုရင်ကဘာမှဆက်မပြောသေးဘူးအဲ့နဲ့မန်စီးတီးနဲ့ထပ်ကန်ရတယ်မန်စီးတီးမှာလည်း3-0နဲ့ရှုံးသွားတယ်အဲ့ဒီပွဲပြီးနောက်မှာအဲ့လိုမျိုးခွန်းတွေပဲထပ်မေးကြတယ်ဘာလို့လဲဘာလို့နောက်တန်း3ယောက်ကစားကွက်မချင်းတော့လားကစားကွက်ချင်းပေးပါဦးပြီးမှအမိုရင်ကိုတန်တရားတွေဖြစ်လာကြတယ်အမိုရင်ကပြောလဲဆိုတော့သူဒါအသင်းပြောင်းရင်ပြောင်းသွားလိမ့်မယ်ဒါပေမဲ့ဒီကစားကွက်ကိုပြောင်းမှာမဟုတ်ဘူးလို့သူကပြတတာပြောခဲ့တယ်အဲ့ဒါနဲ့သူတို့ training တွေလုပ်အဲ့နဲ့ဘယ်လိုပြောမလဲချန်ပီယံလိလည်းမကန်ရဘူးဟိုဟာဒီ training တွေကောင်းကောင်းလေးလုပ်ရတော့ကစားကွက်နဲ့နည်းနည်းအံ့ဝင်လာတယ်အဲ့နဲ့ချက်စီနဲ့ချက်စီကိုလည်း2-1နဲ့နိုင်သွားတယ်ပြီးရင်ဒီနောက်ဆုံးပြောရရင်နောက်ဆုံး5ပွဲမှာတပွဲတာရှုံးတာတပွဲပဲရှုံးတာဟုတ်တယ်တပွဲရှုံးချက်စီနဲ့နိုင်တယ်ပြီးရင်နောက်ဘာလဲမသိဘူးဘရန်ဖို့နဲ့ရှုံးသွားတယ်ပြီးနောက်3ပွဲဆက်နိုင်တာတကယ်ကောင်းတယ်ဆိုတော့လီဗာပူးလည်းနိုင်တယ်ပြီးရင်ချက်စီကိုလည်းနိုင်တယ်နော်ချက်စီကိုနိုင်တယ်ဆန်ဒါလန်ကိုလည်းနိုင်တယ်ပြီးရင်ဒီနောက်ပြီးခဲ့တဲ့ပွဲပရိုက်တန်နဲ့ပွဲလေကိုပြည့်နိုင်တယ်4-2နဲ့ကိုပြည့်နိုင်တယ်ဗောနော်အခုတော်တော်လေးကိုကောင်းလာတယ်ကစားသမားတွေစိတ်သက်ပိုင်းဆိုင်ရာမှာရောအရေးချင်းပိုင်းဆိုင်ရာမှာရောတော်တော်လေးကိုကောင်းလာတယ်လို့ပြောလို့ရတယ်ဒီအဘူမိုရဲ့အမတ်ကတော်တော်လေးကိုတွဲညီတာဗျနည်းနည်းဘယ်လိုပြောမှလဲအပြင်မှာလဲသူတို့ဘာပြောလဲဆိုတော့အပြင်မှာလဲသူတို့တွဲညီတယ်ဗောအပြင်မှာလဲပြောဆိုဆက်ဆံရေးကောင်းတယ်ကွင်းထဲမှာလဲဆက်ဆံရေးတအားကောင်းတယ်ဟဲ့လို့ပြီးရင်ခွန်ညာလဲတော်တော်လေးကောင်းတယ်ခွန်ညာဘရူနိုဖာနန်တက်ကရင်ကလေးကောင်းပြီးသားဒါပေမဲ့လုံနေတာနည်းနည်းလေးကွင်းလေခံစစ်ကက်စမီရိုကကောင်းတယ်ဒါပေမဲ့တန်ရာရရင်သူ့နေရာအစားထိုးဖို့နည်းနည်းလေးဘယ်လိုပြောမှအန်ဝင်တဲ့ကစားသမားတိတ်ဘယ်လိုပြောမှလဲတိတ်မရှိဘူးပေါ့နော်တိတ်ပြီးတော့မှသူ့လောက်မကောင်းဘူးသူမေပါတဲ့ပွဲဆိုရင်တီးတာလေဗျာအဲ့လိုပေါ့အဲ့ဒါဒီစောင်းရဒီကစားသမားတွေပွဲတဲ့စောင်းရဒီမှာသူအမိုရင်ကတယောက်ရှာရလိမ့်မယ်တင်တယ်မရှာရင်တော့ဘယ်လိုပြောမှနည်းနည်းလေးတော့ကစမဲတို့တန်ရရင်နည်းနည်းစိတ်ပူရတယ်အဲ့လိုတော့ရှိတယ်အဲ့လိုပါအဲကြောင့်မို့ United ပြန်လာပြီလားဆိုတာတော့တိတ်တော့မတေချာလေးပါဘူးစောင့်ကြည့်ရအောင်မယ်ဒါပေမဲ့တော့အရန်ကိုကောင်းလာပါတယ်အရန်နဲ့ထပ်ဆိုင်ရင်တော်တော်လေးကိုကောင်းလာပါတယ်ပင်မလိတ်စဉ်းစားကြည့်ပါဦးဗျာပင်မလိတ်3ပွဲမှာတပွဲပဲနိုင်တယ်ဆိုတော့3ပွဲမှာ3မှတ်တယ်စဉ်းစားကြည့်ပါဦးအဲကြောင့်မို့အမိုရင်ကိုတော်တော်လေးတန်တရားဖြစ်လာတယ်အခုတော့အမိုရင်ကိုတော်တော်လေးကိုချီးကျူးနေကြပြီတော်တော်လေးယုံကြည်မှုတွေပေးနေကြပြီပြီးရင်အတင်းပိုင်းကလည်းဒီစာဝါဒီ transfer စေကွက်မှာလည်းတော်တော်လေးကိုပတ်စံ3ခွင့်နေပေးထားတယ်အမိုရင်အနေနဲ့ဘယ်သူဝယ်မှာလဲကွင်းလေဝယ်မလားဘောနော်တိုက်စစ်ကတော့အမ်ဘူမိုအားကောင်းနေပြီအမ်ဘူမိုကောင်းတယ်အမတ်ကောင်းတယ်ခွညာကောင်းတယ်စစ်စကိုလည်းကောင်းတယ်တော်တော်လေးကောင်းပါတယ်ကွန်းလေပိုင်းမှာလည်းတအားကောင်းတယ်ကက်စမီရိုတန်ရမရရင်ပြေဆုံးပါလေကက်စမီရိုတန်ရရမှာဆိုလို့ပြီးရင်အခုတော့မှဟာရီမကောရလည်းတန်ရရနေတယ်ကောင်းကြီးလည်းတအားကောင်းလာတယ်ဗျတကယ်တော့ဒါအတီလီဗာပူးနဲ့ပွဲဆိုရင်ကောင်းလိုက်တာအိုးရှေကိုကောင်းတကယ်ကောင်းကြီးကတကယ်ဟီရိုပဲဗျဟိုဘီဂန်နဲ့လည်းပါနဲ့ပွဲလည်းမသိဘူးအဲ့ဒါလည်းကောင်းတိုက်သွားတာကောင်းကြီးကောင်းတိုက်တာဆောက်ရန်ကောင်းတကယ်တအားကိုကြိုက်တယ်ကောင်းကြီးအစပိုင်းမှာသူရုံးကန်ခရရပေမဲ့သူကဘာမှမပြောဘူးအဲ့နဲ့အလုပ်နဲ့တက်တည်ပြတာအစပိုင်းသူတအားဝေဖန်ကြတယ်ဘာလက်စတာစီးတီးမှာအားကောင်းတယ်မန်ရောက်မှပါရီဖြစ်ကုန်တာလေအနောက်ပေါက်တွေပါရီလို့အုံကိုတွေပါရီတွင်းလို့အဲ့နဲ့သူဘာမှမတုံ့ပြန်ဘူးဗျာအဲ့နဲ့အခုဆိုရင်အရေးကြီးတဲ့ပွဲမှာဆိုရင်သူကအရေးကြီးတဲ့ကိုတွေတွင်းပေးတယ် assistant ပေးတယ်ချက်တော့ body ပေးတယ်တအားကောင်းတာပြီးရင်အခုအိုနနာမရှိတော့တဲ့နောက်ပိုင်းမှာလည်းဒီကိုတွေမှာလည်းတုံးလို့ရပါတယ်ကောင်းပါတယ်အိုနနာထက်ဆိုင်တော့အိုနနာကမကောင်းဘူးလားဆိုရင်ကောင်းတယ်တခြားအတင်းရောက်တော့ကြည့်ကောင်း
ကိုအတင်းမှာဆိုရင်စုပ်ပြတ်တက်လို့ကိုတက်လာတဲ့အလုံးကိုတက်လာတဲ့အလုံးတော့မှမပုံနိုင်ဘူးဗျာအဲ့ဒါစဉ်းစားကြည့်တော့အဲ့လိုရှိပါတယ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေကြရင်ကြည့်ဖို့အတွက်မမေ့နေအောင်နော်အဲကြောင့်မို့ကျွန်တော် channel လေးကို subscribe လုပ်ပြီးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်မှားတာရှင်ခွင့်လုပ်ပေးပါဗျ